ဒီနေ့မှာတော့အလုံးနဲ့ပတ်သက်တဲ့တရုတ်စကားလုံးလေးလေ့လာကြည့်ရအောင်ရှန့်ပန်းအလုတ်တက်သည်ရှပန်းအလုတ်ဆင်းသည်ကြားပန်းအချိန်မိုးဆင်းသည်办公室ရုံးခန်း经理မန်နေဂျာ公司ကုမ္ပဏီ工厂စက်ရုံ同事လုပ်ဖော်ကိုင်ပတ်工资လစာ工作အလုပ်你的工作是什么你ရဲ့အလုပ်ကဘာလဲနေဘာလုပ်တာလဲဒီလိုမျိုးမေးချင်တယ်ဆိုရင်你的工作是什么你ရဲ့အလုပ်ကဘာလဲ努力စူးစမ်းသည်努力工作ဆိုရင်အလုပ်စူးစမ်းတယ်努力工作အလုပ်စူးစမ်းတယ်开会အစည်းအဝေး领导ခေါင်းဆောင်领导正在开会ခေါင်းဆောင်ကအခုအစည်းအဝေးလုပ်နေတယ်领导正在开会ခေါင်းဆောင်ကအခုအစည်းအဝေးလုပ်နေတယ်တခြားသိချင်တဲ့တရုတ်စကားလုံးလေးတွေရှိတယ်ဆိုရင်လည်း comment မှာမှတ်သွားပြီးတော့ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်